ထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့ဝါပြည်တွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့တပ်စခန်းကခုဆုတ်ခွာပေးဖို့ထိုင်းဘက်ကတောင်းဆိုခဲ့တော့လဲနှစ်ဖက်စီးရေးဖြစ်လာစရာမရှိဘူးလို့နိုင်ငံရေးလေးလာတုံ့တက်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတာရှီလိတ်မြို့မှာကျင်းပခဲ့တဲ့မြန်မာထိုင်းနယ်စပ်ကော်မတီမြို့နယ်အဆင့်အစည်းအဝေးမှာထိုင်းဘက်ကမြန်မာအာဏာပိုင်တွေကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုချက်ကို UWSA ဘက်ကလည်းလက်ခံမှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။ UWSA တပ်စခန်းနေရာတွေဟာမြန်မာအစိုးရနဲ့တဘောတူညီမှုယူပြီးနေရာချထားတဲ့အတွက်ထိုင်းဘက်ကတောင်းဆိုလို့ရမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံရေးလေးလာတုံ့တက်သူဦးတန်းစိုးနိုင်က CNI သတင်းဌာနကိုပြောပါတယ်အစင်လာရပြောလို့ရှိရင်ထိုင်းနိုင်ငံမှာဘက်ကတောင်းဆိုမှုမရှိဘူးဒီစစ်တပ်ပဲစကားစားဘက်ကလည်းအဲ့လိုတောင်းဆိုရရမှာသူကအဲ့နေရာတွေကိုအဲ့နေရာတွေကအရင်တော့ခွန်စာရဲ့ဘိန်းချက်တန်းနဲ့ဘိန်းရောင်းဝယ်လုပ်တဲ့နေရာတွေရွှေတိကံရဲ့အသိလုံးပေါ့ဗျာအဲ့နေရာတွေကိုတမတော်နဲ့ပေါင်းပြီးတော့စစ်စင်ရေးလုပ်ခဲ့တယ်တမတော်နဲ့ပေါင်းလုပ်ခဲ့တဲ့အတွက်ဘူကင်ညွန်းတို့ကUSC ကိုအဲ့ဒီသာဆွဲပြီးတယ်ဒါကြောင့်အဲ့နေရာတွေက USC ကအုပ်စုပြီးတော့ဘိန်းဆိုင်ပြီးဘိန်းချက်စကန်ကြီးကျယ်လုပ်နေကြတာအဲ့တော့ထိုင်းပိုင်နယ်လည်းမဟုတ်ဘဲနဲ့မြန်မာပိုင်နယ်ထဲမှာရှိနေတဲ့ဟာကိုနော်နောက်ပြီးတော့မြန်မာအစိုးရကသဘောတူပြီးတော့နေရာချထားပေးတဲ့ကိစ္စကိုထိုင်းကတောင်းဆိုလို့မရဘူးလို့ထင်ပါတယ်ဒီကိစ္စအနေစီးရေးရပြည်ပခါတွေဖြစ်လာနိုင်တဲ့အနေအထားလည်းမရှိပါဘူးဒါကတော့ကျွန်တော်အမြင်ဖြစ်ပါတယ်UWSA စခန်းကခုဆုတ်ခွာခိုင်းမှုနဲ့တိုက်ပွဲဖြစ်လာစရာမရှိကြောင်း UWSA ရဲ့အနောက်မှာတရုတ်ရှိနေကြောင်းရခိုင်နိုင်ငံရေးတမန်ဦးဖေတန်းက CNI သတင်းဌာနကိုပြောပါတယ်ဒါကတော့စစ်ကောင်စီဘက်ကတော့အများနဲ့အဲ့လိုတွေးစားနေကြနော်ဆုတ်ပေးဖို့နောက်ဆုတ်ပေးဖို့အင်အားမရှိရင်တော့သူတို့တိုက်တာပေါ့ဝါကတော့ဒီအတိုင်းပဲလေသူအင်အားနဲ့ဒီရက်ဒီနေတဲ့အဖွဲ့အစည်းဖြစ်တယ်လွတ်မြောက်နေတယ်တခုဖြစ်နေပြီအဲ့လိုတွားပြီးအမိန့်ပေးလို့တော့သူတို့ကလက်မခံဘူးအဲ့လိုလက်မခံတဲ့သူကတိုက်လို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘာလို့ဆိုတော့ဝါကိုသူတို့ကစီးရမရှင်းပြိုင်နိုင်သူကမရှင်းပြိုင်လို့တဲ့ဆန္ဒတွေရှိတာပေါ့နော်ရှင်ပြိုင်လည်းပဲသူ့အနေနဲ့တော်တော်တာဝန်တစ်ခုအကြီးကျယ်သွားမယ်နောက်ပြီးတော့တရုတ်နဲ့လည်းထိပ်ထိပ်ပြေးအောင်တွေ့နိုင်တယ်အဲ့လိုဘာကိုသူဘက်ကမတိုက်တာလည်းဖြစ်တာပေါ့အဲ့ဒီအချိန်မှာဒီစခန်းကခုလောက်နဲ့သူသွားပြီးတိုက်နေကြတော့မဖြစ်နိုင်ဘူးထင်ပါတယ်မိမိတို့ရဲ့တပ်စခန်းတွေဟာမြန်မာနယ်နိမိတ်အတွင်းမှာတည်ရှိနေကြောင်းထိုင်းနေဖြစ်ဖျားပေးစရာမလိုသလိုတမတော်ဘက်ကလည်းတောင်းဆိုစရာမရှိဘူးလို့ UWSA ရဲ့တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံကပြောကြားထားတယ်လို့ဝါရှင်တန်မှာဖော်ပြထားပါတယ်နိုင်ငံတစ်ခုနဲ့တစ်ခုအကြားနယ်စပ်ပြဿနာတွေရှိနေမှာဖြစ်ကြောင်းအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ခက်ခဲကြောင်းမြန်မာနိုင်ငံရေးလေးလာတုံ့တက်သူဒေါက်တာအောင်မျိုးက CNI သတင်းဌာနကိုပြောပါတယ်နယ်နိမိတ်ပြဿနာကိုကျွန်တော်တို့နဲ့ထိုင်းနေကြတဲ့မှာအပြီးပြရှင်းရမှာဥစ္စာရှိတဲ့ခါကျတော့သူကဒီနယ်နိမိတ်မြင်းပေါ်မှာလာနေပါတယ်လို့ဘာလို့ဆိုတာမျိုးဆိုတာကပြောလို့ခက်တယ်တချို့ကြတော့သူကနယ်နိမိတ်မြင်းပေါ်ဟုတ်ချင်မှာဟုတ်မယ်နယ်နိမိတ်ရေဝေကျော်ရဲ့ဟိုဘက်ဖြစ်နေမှာပေါ့နော်ရေဝေကျော်ကုန်းတိုင်းရဲ့ဒီဘက်ဖြစ်နေမယ်နယ်နိမိတ်ကိုခွပြီးတော့ထိုင်းနေတဲ့တော့သူကလိုယူထားပုံတော့မပေါ်ချို့နိုင်ငံတပ်စခန်းတွေတော့မှလို့ဟိုဘက်ဒီဘက်ခြံစည်းရိုးလေးပဲချတဲ့ပုံစံမျိုးလေးတွေကလည်းရှိတာဟုတ်နော်အဲ့တော့ဝါနဲ့မှာအဲ့ပြဿနာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဝါလည်းကျွန်တော်တို့ကဒီတရုတ်ကကြောထောင်းတော်ကံဖြစ်နေတယ်ထိုင်းနိုင်ငံလည်းဘာဆိုတော့အမေရိကန်ဩဇာလွှမ်းမိုးမှုကရှိနေတဲ့အခါကျတော့ဒီပြဿနာလေးတွေကဒါကတော့ရှိနေမှာဖြစ်ပါတယ်နော်ဒါရှင်းလို့လည်းမရပါဘူးထိုင်းကနောက်ဆုတ်ခိုင်းတဲ့နေရာတွေဟာ UWSA ရဲ့အမှတ်1စစ်ဒေသတောင်ပိုင်းအနေဖြင့်1991ခုနှစ်ကလေးကရောက်ရှိခြေကုပ်ယူထားတဲ့နေရာဖြစ်ကြောင်းတပ်မဟာနေလေးရှိ918ခုခုနှစ်ခုခု9ခုခု8တို့ဖြင့်ထိုင်းနယ်စပ်မှာစခန်းချနေရာယူထားတယ်လို့သိရပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်မော့ပန်ဝိုင်နမ်ဖန်မမတ်နဲ့ပန်ခမ်းမြို့နယ်6ခုကိုခရိုင်2ခုဖွဲ့ကဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်တတ်မှတ်ပေးထားပါတယ်